အဲ့ဒီခေါင်းမဖြတ်ခင်မှာဆွတောင်းသွားတာဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့ဟောဒီဥကောင်းကိုဖြတ်ပြီးတော့မြတ်စွာဘုရားကိုလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ဘုရားဖြစ်တဲ့အခါမှာနေရညရလို့မရှိဘဲနဲ့နေရောညပါလင်းထိန်ပြီးတော့နေပါစေသာမြတ်စွာဘုရားလို့ဆုတောင်းပြီးတော့ခေါင်းဖြတ်လှူခဲ့တဲ့ဒါနပရမတ္ထပါရမီကုသိုလ်တူဖြစ်ပါတယ်လို့ဘဂဝါဘုန်းတော်6စုအောင်လန်းတို့ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းအရိမတေယဘုရားရှင်ကိုယ်တော်မြတ်ဟာပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာအဲ့ဒီခန္ဓာကိုယ်ဥကောင်းကိုဖြန့်ပြီးတော့ဒါနပရမတ္ထပါရမီလှူကြီးပေးခဲ့တဲ့စေတသာတိဗုဒ္ဓရာအရိမတေယဘုရားရှင်ကိုယ်တော်မြတ်ဘုရားဖြစ်တဲ့ချိန်ကစပြီးတော့တရားရည်တိုက်ကြွတော်မူလာလိုက်တာဂရေ900သောတတ္တဝါတွေကြွတန်းဝင်ကြတယ်တဲ့တတ်တော်အနှစ်8000ပြည့်တဲ့အခါမှာတတ်တော်အနှစ်8000ပြည့်တဲ့အခါမှာပရိနိဗ္ဗာန်ဝင်ဆံချုပ်ငြိမ်းဘဝဇသိမ့်လိမ့်မယ်လို့ဘဂဝါဘုန်းတော်6စုအောင်လံတို့ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းတို့ဘုရားကတတ်တော်80အရိမတေယမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကတတ်တော်အနှစ်8000နဲ့အနှစ်8000မှာပြိဋိဘံစံမှာအနှစ်8000ပြိဋိဘံစံပြီးတော့ထားတော်မူမဲ့သာသနာကအနှစ်3သိန်းသာသနာဘယ်လောက်ထားခဲ့မယ်ကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရားသာသနာက9000တဲ့မကွာဘူးလားဘုရားတိုက်ကွာလိုက်တာထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကပြိဋိဘံသန္တာတတ်တော်80ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမှာကောင်း2550နတ်တဲ့နဲ့တွက်ကြည့်ဘုန်းကြီးတို့ဂေါတမဘုရားသာနာတော်ကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော့တယ်လူသက်နဲ့တွက်နေလို့2500ပြောနေတာနတ်တဲ့နဲ့တွက်ရင်ရက်ပိုင်းပဲကြံတော့တယ်မေ့လျော့ပေါ့ဆနေလို့မဖြစ်ဘူးပိဋကတ်တွေအပူတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမတေယမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သာသနာတော်အနှစ်3သိန်းနဲ့6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားသံဃာယရဏဆိုတဲ့ယရဏ3ပါးဟာစိတ်သုံးသွားလိမ့်မယ်ဘလောက်ကြာမလဲဆိုကဘာပေါင်း3သိန်းတဲ့ဘုရားတန်တရားတန်သံဃာတန်ကိုမကြားရမှာကဘာ3သိန်းကဘာပေါင်းဘလောက်တဲ့ကဘာ3သိန်းတိတိဘုရားတန်တရားတန်သံဃာတန်ယရဏ3ပါးတန်ကိုလုံးဝမကြားရပဲနဲ့ကဘာပေါင်း3သိန်းတိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာ3သိန်းကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဖယားနှစ်စုပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဖယားနှစ်စုမန္တကဘာမှာဖယားဘယ်နှစ်စုတနေ့တည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတစုပြီးမှတစုပွင့်တာဟုတ်ဘုန်းကြီးတို့ခုဗဒ္ဒကဘာမှာဘုရား5စုပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပြိဋိဘံစံကောဏဂုံဘုရားပွင့်သာသနာထားကပြိဋိဘံစံကတ္တဗဘုရားပွင့်သာသနာထားကပြိဋိဘံစံဂေါတမဘုရားပွင့်သာသနာထားကပြိဋိဘံစံပြီးတော့သာသနာထားခဲ့တယ်အခုဂေါတမဘုရားသာသနာဒီဗဒ္ဒကဘာကြီးမှာဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစ်စုပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မဲ့ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းကရာမဆိုတဲ့ဘွဲအမည်နဲ့ဘုရားဖြစ်လိမ့်မယ်သာရိပုတ္တရာနောက်ဘုရားတဆူကဓမ္မရာဇာဘုရားတဲ့ဘာဘုရားတဲ့ဓမ္မရာဇာဘုရားကဘသူတုံးဆိုတော့ပိဋကတ်တေပရိနတိကောသလမင်းကြီးတဲ့ကောသလမင်းကြီးဗာမင်းကြီးလေကောသလအိမ်မဲ့16ချက်ဆိုတော့မကြားဘူးလားအဲ့ဒီအိမ်မဲ့16ချက်မဲ့တဲ့ကောသလမင်းကြီးကဘုရားအလောင်း
ကောသလမင်းကြီးအိမ်မက်မဲ့တဲ့အိမ်မက်မဲ့တဲ့ကောသလမင်းကြီးဟာဓမ္မရာဇာအနေနဲ့ဓမ္မရာဇာအမည်နဲ့ဘုရားပွင့်မယ်အကြာကြီးဆောက်ရအောင်မယ်အခုဘုန်းကြီးတို့ပြန်တွက်ပြအောင်မယ်အခုဒီကဘာကြီးအခုဘုန်းကြီးတို့ဗာဒကဘာကနေအခုတတန်းနေဆုပ်ဘုန်းကြီးတို့85နှစ်တန်းရောက်လာပြီ85နှစ်တန်းကနေတတန်းနေဆုပ်50အစိတ်20ဆုပ်10နှစ်တန်းကျတော့ကကြီး3ပါးဆိုင်ပြီးတော့အဲ့ဒီကကြီး3ပါးကနေပြီးတော့ပြန်လွတ်လာတဲ့လူတွေကမွေးတဲ့ကလေးတွေကအနှစ်20အဲ့ဒီလူတွေကပြန်မွေးအနှစ်40အဲ့ဒီကနေတက်တန်းနေတက်တသိန်းတန်းရောက်တော့အခုအရိမတေယဘုရားပွင့်ပြီးတော့လူတွေတက်တန်းနေပြန်ဆုပ်သာသနာတော်ထားကမှာက3သိန်းနဲ့6သောင်းအဲ့ဒီကနေပြီးတော့သာသနာလဲပြည့်လို့ကုံသွားတော့ဒီကမ္ဘာလောကကြီးမှာဘုရားရေလို့မရှိတော့ပြန်ဘူးအဲ့ဒါဘယ်လောက်ကြာမလို့ဆိုကဘာပေါင်း3သိန်းအဲ့ဒီကဘာ3သိန်းလွန်တဲ့အခါကျတော့မှမန္တကဘာဆိုပြီးတော့ကဘာကြီးပြန်တယ်မှာအဲ့ဒီကဘာကြီးပြန်တယ်တဲ့အခါကျတော့မှဘုရားနှစ်စုတဆူကဥတ္တရာရာမမင်းတဆူကတော့ရာမဘုရားဆိုပြီးတော့ပွင့်မယ်ပရိနတိကောသလမင်းကြီးကတော့အဲ့ဒီချိန်ကျတော့ဓမ္မရာဇာအမည်ရှိတဲ့ဘုရားရေလို့ဖြစ်ပေါ်လာလိမ့်မယ်တဲ့မန္တကဘာပြည့်ပြီးတဲ့အခါမှာတာရကဘာရေလို့တခါပြန်ဖြစ်အောင်မယ်အဲ့ဒီချိန်လုံးကမန္တကဘာမှာဘုရားနှစ်စုပွင့်ပြီးတော့ကဘာကြီးပြည့်ပြီးတော့နောက်ကဘာတစ်ခုပြန်ပေါ်လာမယ်အဲ့ဒီကဘာကတာရကဘာအဲ့ဒီတာရကဘာမှာအဘိဘူးလို့အမည်ရတဲ့ဘုရားတဆူတဲ့တာပွင့်လိမ့်မယ်အဲ့ဒီဘုရားပွင့်ပြီးတော့သာသနာထားခဲ့သာသနာကုံကဘာကြီးပြည့်ပြီးတော့တာရကဘာပြည့်ပြီးတော့ဘိယတတိကဘာပေါင်း3သိန်းတိတခါဘုရားမပွင့်ပြန်ဘူးတဲ့ကဘာ3သိန်းလွန်တဲ့အခါကျတော့မှဒီကသောနိအသူရိန်စန္ဒနီပုံနာသူပလူလင်တောဒေယပုံနာနာလာဂီရီဆင်ပလလျာဆင်အဲ့ဓာတွေဟာပြည့်တတ်တဲ့ဘုရားအလောင်းတွေပဲတဲ့ကဘာ3သိန်းလွန်မှပွင့်ကြမယ်ဘုရားတွေကောင်းကင်မှာရှိနေတဲ့ဒီကသောနိလို့ခေါ်တဲ့အသူရိန်နတ်မင်းကြီးစန္ဒာနီပုံနာတဲ့သူပလူလင်တဲ့တောဒေယပုံနာတဲ့ဘုန်းကြီးတို့ဟောဖို့ပါတယ်တောဒေယပုံနာဆိုတာယနေ့တထေနှက်ဖြင့်ငါခွေးဆိုတာတုထိရွာမှာတောဒေယပုံနာကြီးမြတ်စွာဘုရားကိုမကြည်ညိုဘူးကုသိုလ်ကောင်းမှုဘာမှမလုပ်ဘူးသေသွားတဲ့အခါကျတော့အိမ်မှာခွေးပြန်ဖြစ်နေတာသူ့သားလေးကမောင်သူပလူလင်အဲ့ဒါအိမ်ကောင်းရင်မှာရွှေပန်းငယ်ကြီးတွေမြုပ်ထားတာဆွဲလန်းပြီးတော့အိမ်မှာခွေးပြန်ဖြစ်မြတ်စွာဘုရားအိမ်ရှိဆွမ်းငံကြွလာတော့တုထိရွာကြီးဆွမ်းငံကြွလာတော့ဘုရားထွက်ဟောင်းမြတ်စွာဘုရားကအဘိညာဉ်နဲ့ကြည်ပြီးတော့ဟဲ့တောရိယခုချိန်ထိမင်းမိုက်နေတော့လားလို့ခွေးလေးကိုငေါက်ခဲ့တော့အဲ့ဒီခွေးလေးပြပုံနဲ့သွားတိုးအိတ်သူ့ဘာလွတ်လင်းပြန်လာတော့ခွေးပြောက်လို့လိုက်ရှာခွေးလေးမိုက်နေတာတွေ့တော့မေးမြတ်စွာဘုရားငေါက်သွားတယ်ဆိုတဲ့အကြောင်းပြောတော့ဘုရားနောက်ကိုခွေးပိုက်ပြီးတော့လိုက်ဘုရားရန်လိုက်တွေ့တာမြတ်စွာဘုရားကဟဲ့သူ့ဘာလွတ်လင်းမင်းအဖေအဲ့ဒီတောရိယပုံနာကြီးအခုမင်းလက်ထက်မှာပိုက်ထားတဲ့ခွေးလေးပဲကိုတော့မဟုတ်တန်တရားတွေလျှောက်မပြောနေတယ်ကိုတော့လက်တွေ့ပါပြနိုင်တယ်အေးမင်းခွေးလေးမင်းပြောလေတိုးတိုးလေးကပ်ပြောလေအဖေသားကိုချင်းအဖေမြောက်ခဲ့တဲ့ရွှေပန်းငန်းကြီးလေးကိုလိုက်ပြပါဆိုခွေးလေးမင်းအဲ့ဒါပြလေးပဲလိုက်သွားဖော်ယူတကယ်မြတ်စွာဘုရားမိန်တော်မူတဲ့အတိုင်းသူ့ဘာလူလင်လှုပ်တော့မှဒီခွေးလေးကဘုရားပြောတဲ့အတိုင်းပဲရွှေပန်းငန်းကြီးရှိတဲ့နေရာလက်လေးနဲ့လိုက်ရက်ပြတာတိုးယူတော့ရွှေပန်းငန်းကြီးတွေရတာအေးအဲ့ဒီသားဖာနဲ့ရောအဲ့ဒါသူ့ဘာလူလင်နဲ့သားကသူ့ဘာတဲ့အဖေကတောထေယပုံနာတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာပြိတ္တေဘုရားအလောင်းနာလာဂီရိဆင်မြတ်စွာဘုရားရာဇရုပ်မျိုးတဲ့ဆွမ်းခံကြွတော့ဒေဝရနဲ့အဇာတတတို့ကထိုးလိုက်ဟဲ့လို့ဒုံ